fiber အကြောင်းဖြစ်ပါတယ်ခုဗီဒီယိုလေးကတော့နံပါတ်3ဗီဒီယိုဖြစ်ပါတယ်fiber မှာမုတ်နှစ်ခုရှိပါတယ်ဘာတွေလဲဆိုလို့ရှိရင်multi mode fiber နဲ့ single mode fiber ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့တော့ဒီ multi mode နဲ့ single mode ကဘာကြောင့်နာမည်ကွဲနေရတာလဲဆိုလို့ရှိရင်fiber တွေရဲ့ mode ကသူတို့ရဲ့အလင်းတန်းပေါ်မူတည်တာကြောင့်အလင်းတန်းလေးတွေကိုပုံလေးနဲ့ရှင်းပြခြင်းပါတယ် fiber မှာအရင်ဆုံး clade ရှိတယ် clade နှစ်ဖက်ရဲ့အလယ်ကောင်မှာ9ပေါ့နော်အထဲထဲမှာအလင်းတန်းက LED တို့လေဆာတို့ပေါ့နော်အလင်းတန်းတွေကဖြတ်သွားတဲ့အခါမှာ incident wave reflected wave incident wave reflected wave တွေနဲ့ refracted wave တွေနဲ့သူတို့ရဲ့လိုရာ destination point ကိုလိုက်တောင်ပြန်တောင်နေနဲ့ထွက်သွားတယ်ပေါ့နော်ဒါအလင်းတန်းတွေကိုဒါတစ်ခုချင်းစီ incident wave reflected ဆိုပြီးသွားတဲ့ပုံလေးကိုဆွဲပြထားပါတယ်သူတို့ရဲ့လမ်းကြောင်းတွေကတစ်ခုနဲ့တစ်ခုကမတူညီကြပါဘူးဒါနောက်ထပ်အလင်းတန်းတစ်ခုပေါ့နော်အလင်းတန်းလေးတွေကိုဥပမာအနေနဲ့ထားပါတယ် incident wave နဲ့ reflected wave တွေကိုတစ်လဲစီထွက်သွားပါတယ်အဲ့လိုမျိုးအလင်းတန်းတွေအများကြီးနဲ့သုံးထားတဲ့ဒီ fiber အမျိုးအစားကိုတော့ multi mode fiber လို့ခေါ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဒါ fiber ရဲ့ clade တစ်ခုပေါ့နော်အဲ့ clade ရဲ့အလယ်ကောင်မှာလေဆာလင်းတန်းကတစ်ဖြောင်နဲ့ပေါ့ straight line တိုင်းသွားတယ်ဆိုလို့ရှိရင်ဒါ clade ရဲ့ကြားထဲမှာအလင်းတန်းက one way ပေါ့နော်လမ်းကြောင်းကလည်းပတ်ကလမ်းကြောင်းကတစ်ခုတည်းလမ်းကြောင်းကလည်း straight line သွားတယ်ဆိုလို့ရှိရင်ဒါကို single mode fiber လို့ခေါ်ပါတယ်multi mode fiber ကဆိုလို့ရှိရင်သူ့ရဲ့လမ်းက zigzag ပုံစံသွားတယ်ပေါ့နော်multi mode မှာ step index fiber နဲ့ graded index fiber ဆိုပြီးတော့နှစ်မျိုးခွဲထားတယ်ပေါ့နော်အဲ့တော့ multi mode step index fiber ကဘာလဲဆိုရင်သူ့ရဲ့လမ်းကြောင်းတွေကအများကြီးပဲရှိတယ်လမ်းကြောင်းတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးပြီးတော့လည်းသူတို့သွားတဲ့ကြာချိန်တွေကလည်းမတူဘူး multi mode grade fiber ကကြတော့ angle အမျိုးမျိုးနဲ့သွားတယ်စင်တာနဲ့ဝေးတဲ့နေရာတွေကိုသွားတယ်ပေါ့နော်အလင်းတန်းတွေကစင်တာနဲ့ဝေးတဲ့နေရာကိုသွားကြတယ်single mode fiber မှာကြတော့သူ့ရဲ့လမ်းကြောင်းရဲ့ပုံစံက straight line တိုင်းပဲသွားတယ်သူ့မှာတစ်မျိုးပဲရှိတယ် single mode step index fiber ဆိုပြီးတစ်မျိုးပဲရှိတယ်သူ့ကိုတယ်လီဖုန်းတို့ networking တို့မှာသုံးတယ်သူ့ရဲ့multi ကိုသူ့ရဲ့6 diameter ကပိုသေးတဲ့အတွက်ကြောင့်မို့လမ်းကြောင်းကတစ်ခုတည်းပဲသွားလို့ရတယ်ဒါကြောင့်မလို့ straight ဖြစ်နေတာပေါ့နော်လမ်းကြောင်းကတစ်ဖြောင်နဲ့လမ်းကြောင်းကလည်းတစ်ခုတည်းပေါ့နော်ဘာဖြစ်လို့လဲ6 diameter ကျင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်နောက်ဆုံးအနေနဲ့ index profile အကြောင်းပြောချင်ပါတယ်ရှေ့မှာပြောခဲ့တဲ့ step index fiber တို့ graded index fiber လို့ပြောခဲ့တယ်အဲ့တော့ index ဆိုတာက fiber ထဲမှာရှိနေတဲ့ refracted index ကို graphical နည်းနဲ့ဖော်ပြတဲ့နည်းပညာဖြစ်ပါတယ်အဲ့တော့ဒီကောင်မှာmulti mode မှာ step index လည်းရှိတယ် graded index ရှိတယ် single mode မှာ step index ရှိတယ်အဲ့တော့ step index နဲ့ graded index ကဘာတွေလဲဆိုလို့ရှိရင်step index ဆိုတာကသူ့ရဲ့ refracted index တန်ဖိုးက6ထဲမှာရော clade မှာရော uniform ဖြစ်နေတယ်ပြီးလို့ရှိရင်clade ရဲ့ refracted index က6ထပ်ပိုပြီးတော့နည်းတယ်ပေါ့နော်ပြီးလို့ရှိရင် graded index ဆိုလို့ရှိရင်သူတို့ရဲ့refracted index တန်ဖိုးက non uniform ဖြစ်တယ် clade မပါဘူးဒါသူတို့ရဲ့ထူးခြားချက်တွေဖြစ်ပါတယ်ဒါက reference ဖြစ်ပါကျေးဇူးတင်ပါတယ်